portable gas ဖိုးတွေထဲမှာဘယ်တစ်စိတ်ကိုကြိုက်ကြလဲယူလီယာရောဘက်မှာတော့ဒီတာယူနစ်ကဈေးကြီးလို့ပေါ့နော်အဲ့ဒါ gas အိုးနဲ့သုံးလေးရှိပါတယ်ဒီနေ့မှာတော့ယူလီယာသုံးမှုရဲ့ gas ဖိုးသုံးမျိုးအကြောင်းကို review တိုလေးလုပ်ပြမှာဖြစ်ပါတယ်စစချင်းသုံးမှုတာကတော့ဒီ super gas ဆိုတဲ့တစ်စိတ်ပေါ့နော်သူ့ကို DIY အနေဝယ်လာတယ်125ဘတ်ပေးရတယ် gas ကတော့ဒီ250 gram ဘူးတွေကြီးပဲသူကသုံးမှုတွဲလာရပေါ့နော်ဒါယူလီယာသုံးတာဒါက9ရက်လောက်ပဲသုံးရတယ်တခြား gas ဖွေးတဲ့ဆိုင်သူကအကုန်မြန်တယ်လို့ခံစားရပါတယ်နောက်တစ်ခုကတော့ဒီ gas ဆိုတဲ့ brand လေးပါသူ့ macro ကနေဝယ်လာတာပေါ့နော်သူလည်း125ဘတ်ပဲသုံးမှုတွဲလာပါတယ်သူကတော့16ရက်လောက်အသုံးခံပါတယ်နောက်ဆုံးတစ်ခုကတော့ဒီ massive ဆိုတဲ့ brand လေးပေါ့နော်သူ့ကိုလည်း macro ကနေဝယ်လာတာသူလည်း125ဘတ်ဝန်းကျင်ပဲသုံးမှုပါတယ်ပေါ့နော်သူ့ရဲ့ဒီအဖုံးကပေါ့နော်တခြားဟာတွေနဲ့မတူဘူးဒီနားလေးမှာဒီလိုမျိုးစီဘူးတွေဖွင့်တယ်လို့မျိုးပေါ့နော်အရစ်ကလေးပါတယ်ပေါ့နော်အဲ့ရနေဖွင့်ရတာတမျိုးလေးပေါ့နော်သူပုံစံလေးကသူ့ကိုတော့14ရက်လောက်သုံးရပါတယ်မဆိုးလို့ပြောမှာပေါ့နော်အခုပြောသွားတာတွေကတော့ကိုရိုင်းသုံးမှုတွေအတွေ့အကြုံလေးတွေကိုမျှဝေပေးတာဖြစ်ပါတယ်အဲ့ထက်မှာအကြိုက်ဆုံးကိုပြောရမယ်ဆိုရင်ဒီ gas ဆိုတဲ့တစ်စိတ်ပေါ့နော်သူကဈေးလဲတန်တယ်ပြီးတော့ကြတော့အကြာကြီးလဲသုံးရတယ်ပြီးတော့သူအဖုံးဖွင့်ရတယ်လွယ်တယ်ပေါ့နော်အဲကြောင့်ဒီတစ်စိတ်ကိုအကြိုက်ဆုံးပါပဲ gas မိဖို့သုံးရင်တော့အားလုံးလည်းသိကြမှာပါလေဝင်လေထွက်ကောင်းတဲ့နေရာမှာသုံးရမယ်ပြီးတော့သူ့ရဲ့ပတ်ဝန်းကျင်မှာပြင်ပမီးကိုသတိထားရမယ်ပေါ့နော်ပြီးတော့ကြတော့ gas ဖိုးကိုသုံးပြီးတဲ့အခါမှာအိုးရဲကနေပြန်ထုတ်ပြီးတော့ကြတော့ဒီလိုမျိုးအဖုံးကိုပြန်ပြီးတော့ပိတ်ထားပေးရမှာပဲတခြားသောသစိတ်တွေလည်းအများကြီးရှိပါမှာပေါ့နော်အဲ့တော့ကြတော့တခြားသစိတ်ကောင်းတာလေးရှိရင်လည်း comment မှာယူလီယာကို recommend လုပ်ပေးခဲ့ပါအောင်နော်တတ